အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Wales Football and Unity ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ်အကြောင်းအရာတော့ဒီတိုက်စစ်နဲ့ဆိုချန်ပီယံမဖြစ်နိုင်ပါအာဆင်နယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောသွားမှာပေါ့နော်ဆိုတော့ဟုတ်ပါတယ်ကျွန်တော်ဒီအကြောင်းပြောမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီလက်ရှိပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘတ်တွေကကျွန်တော်တို့ဒီကြလေရှုံးနေပွဲတင်နေရှိရပေါ့နော်ဆိုတော့တည်ကြရရှုံးနေနိုင်နေညာတော့အပြင်တော့တော်တော်များများနိုင်တဲ့ပွဲစဉ်ကျွန်တော်မပြောကြဘူးဒီကြရှုံးနေဆိုတော့ကျွန်တော်ပြောကြရပေါ့နော်ကျွန်တော်ဒီကာလတစ်လျှောက်လုံးပေါ့နော်ဒီအာဒီတာကင်နဲ့6နှစ်တာကာလတစ်လျှောက်လုံးမှာကျွန်တော်သတိထားမိတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကကျွန်တော်တို့ရဲ့အာဆင်နယ်အသင်းရဲ့တိုက်စစ်ပေါ့ကျွန်တော်တို့ရဲ့အာဆင်နယ်အသင်းတိုက်စစ်ထက်မြက်မှုကကျွန်တော်တို့အာဒီတာစကင်နဲ့200တီ300တီနောက်ပိုင်းရစပြီးကျွန်တော်တို့ကြာဆင်းလာခဲ့တာဟုတ်ကျွန်တော်တို့သတိထားမိခဲ့ကြမှာအာဆင်နယ်တိုက်စစ်အကောင်ဆုံးကာလဖြစ်တဲ့ဒီ2023-2024ရာသီကတော့မှအာဆင်နယ်ကချန်ပီယံမဖြစ်ခဲ့ဘူးဗျာဆိုတော့အခုလိုတိုက်စစ်ကြနေတဲ့ကာလမှာကျွန်တော်တို့ကချန်ပီယံမဖြစ်တာသိပြီးတော့ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးလို့ကျွန်တော်တို့ပြောလို့ရပြောရမယ်ဆိုလို့ရှိရင်များအာဆင်နယ်အသင်းချန်ပီယံမဖြစ်စဉ်ကျွန်တော်တို့ကာလကလေးကကျွန်တော်တို့တိုက်စစ်ကတိုက်စစ်ကအိတ်ကထက်တော့အခုလက်ရှိမှာဖြစ်နေတဲ့တိုက်စစ်ကပို့ပြီးကောင်းနေဘူးလို့ကျွန်တော်တို့ယူဆလို့ရတယ်။ဘာလို့လဲဆိုတော့ကျွန်တော် strategy တစ်ခုပြောပြမယ်ဆိုတော့အာဆင်နယ်2019မဟုတ်ဗျာ2021 2022ကျွန်တော်တို့ရာသီပေါ့ကိုဗစ်ကာလအလုံးအာဆင်နယ်အသင်းရဲ့တိုက်စစ်ကကျွန်တော်တို့62ကိုရခဲ့တယ်အဲ့62ကိုရတဲ့အချိန်မှာကျွန်တော်တို့ဒီစပါအသင်းကို top 4 spot ပေးလိုက်ရတဲ့ကာလအမှန်ရကျွန်တော်တို့အဲ့ကာလမှာအာဆင်နယ်အသင်းကတွင်းကို62ကိုပဲကျွန်တော်တို့ရခဲ့တယ်ဒါဟာ top 5အသင်းအတွက်လုံလောက်တဲ့ဂိုးရေအတွက်မဟုတ်ဘူးအဲ့ကာလတော့ top 5အသင်းတစ်သင်းကတော့ဂိုးရေအတွက်အနည်းဆုံးကျွန်တော်တို့65ကနေပြီးတော့80ကြားတဲ့ရမှာကျွန်တော်တို့လောက်62ကိုပဲကျွန်တော်ရခဲ့တဲ့ကြောင့်ကျွန်တော်တို့ top 5မရခဲ့ဘူးကျွန်တော်တို့ချန်ပီယံလိဝင်ငွေဆုံးရှုံးခဲ့ရတယ်ကျွန်တော်ယူရိုပါလိတော့ကန်ရတယ်ထုံးစံတိုင်းမနိုင်ခဲ့ပြန်ဘူးထားလိုက်ပါဒီပိုင်းရဲ့တစ်ပိုင်းကျွန်တော်တို့ဆိုတော့နောက်ရာဒီမှာအာဒီတာတိုက်စစ်ကိုအထူးတလဲပြင်ဆင်ပြီးတော့ကျွန်တော်တို့ထိုးဖောက်ဖို့ကြိုးစားတယ်ဗျာအဲ့တုန်းကလေဒီကစားသမားတွေပဲစကားမတင်နေလီတာပဲအလဲမှာကျွန်တော်တို့ပါရှိမယ်လာခါဆက်တို့ပါလို့ရှိအောင်အဲ့ကာလာဆိုဒါပေမဲ့ထင်းလောက်ကြီးပြောင်းလဲဖြစ်လာတော့ဖြစ်ဘူးကျွန်တော် Jesus ခေါ်ကားတာအချိန်အဲ့ကာလာကတော့ Jesus ရောက်လာတဲ့အချိန်မှာကျွန်တော်တို့လာကာဆက်တို့အရှိဘက်မှာတော်တော်ဆိုးရတဲ့တိုက်စစ်တွေနဲ့ကျွန်တော်တို့ကြုံထားခဲ့ရတာဗျာဥပမာဆိုတာလေတိုက်စစ်မှုဆိုတာကျွန်တော်တောင်းပန်ကစားသမားဗျာဆိုတော့ဥပမာကျွန်တော်ထင်မတတ်တော့ကျွန်တော် Central Zone မှာပြဿနာအများနဲ့တက်နေရဗျာလာကာဆက်ကထင်တော့ကုန်းတင်လာဂျီစုရောက်လာတဲ့အချိန်ကျတော့ကျွန်တော်တို့အဲ့တုန်းကကျွန်တော်ရဲ့ဂျီစုရဲ့ကစားကွက်ကတက်လွင်နေကျွန်တော်တောင်ပန်ကစားသမားတွေလည်း18 19လောက်အရွယ်လောက်ပဲရှိသေးတယ်ဆိုတော့တက်ကြွတဲ့လူငယ်တွေဖြစ်နေတော့ကျွန်တော်ကစားကွက်ကိုတစ်ဖက်ကစားသမားတွေကလည်းအဲ့လောက်ကြီးအထိကျွန်တော်တို့အတင်းအရင် focus မရှိသေးတဲ့ကာလမို့လို့ကျွန်တော်တို့ကကွင်းကူးများများရခဲ့တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲ့ကာလမှာကျွန်တော်တို့ကအများကြီးသိပြီးမရခဲ့ဘူးဒါပေမဲ့အကောင်းဆုံးသောရာသီတစ်ခုပြတ်တန်းနိုင်ခဲ့တယ် top 4 ထဲရောက်ခဲ့တယ်ချန်ပီယံလိဝင်ခွင့်စရတယ်စရပြီးတော့ကျွန်တော်နောက်တစ်နေ့ချန်ပီယံလိကန်နဲ့အုပ်စုအဆင့်ကျွန်တော်ကြော်ဖြတ်ပြီး16လောက်မှာပြုတ်သွားတယ်ထင်တယ်16တင်းစင်မှာပြုတ်သွားတာဟုတ်မယ်ထင်တယ်ဒီခြားတော့မမှတ်မိတော့ဒါဝေးတော့ပြီဆိုတော့လေဆိုတော့အဲ့ကာလမှာကျွန်တော်ပြုတ်ခဲ့တယ်အဲ့ကာလမှာကျွန်တော်ပရီးမီးယားလိကိုရှင်ပြိုင်နဲ့ Man City ကိုအကောင်းဆုံးကျွန်တော်တိုးထုတ်ခဲ့တယ်ကျွန်တော်တို့ဘဝရဲ့အမြင့်ဆုံးကျွန်တော်တို့ Twin Goal စံချိန်ကျွန်တော်တို့ရွှေဖလားရခဲ့တဲ့အသင်းကတော့86ကိုဝယ်လာမှရှိမယ်ကျွန်တော်တို့62ကိုနဲ့စံချိန်တွေပါချိုးပြီးတော့ကျွန်တော်တို့ရခဲ့ပေမဲ့လည်းပရီးမီးယားလိမှာအဆင့်နဲ့ပဲပြီးစီးသွားတယ်အဲ့တော့ Man City က96ကိုလောက်လာပြီကျွန်တော်တို့ရတယ်တဲ့96ကိုလောက်98ကိုလောက်ရပြီကျွန်တော်တို့ကြော်ပြီးတော့ကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့တယ်ဆိုတော့အဲ့နောက်ပိုင်းကျွန်တော်တို့အသင်းကျွန်တော်တို့တွေနောက်100တီတော့ကျွန်တော်မန်စီးနဲ့ရှင်ထိုးရမယ်။ဘာဖြစ်တဲ့ညာဖြစ်တယ်ပေါ့နော်။အဲ့ချိန်မှာလည်းယာကိန်ကလော့ကကျွန်တော်တို့မန်စီးလီဗာပူးကနေထွက်ပြီးဆိုပြီးတော့ announce လုပ်သွားတယ်။ဒါကြောင့်တန်တိုးပြီးတော့တိတ်မကြောက်ကျွန်တော်တို့ရောကနေထွက်ပြီးဆိုပြီး announce လုပ်ပြီးတော့သူထွက်ချသွားတယ်။ကြောက်သွားပြီးတော့ slot ရောက်လာတယ်ပေါ့နော်။ slot ကာလမှာကျွန်တော်ဘာဖြစ်လဲကျွန်တော်တို့နဲ့ Man City နဲ့အစောကြီးကျွန်တော်တို့တွေ့ကြတယ်။ကျွန်တော်တို့နဲ့ clash ဖြစ်ကြတယ်။ Man City က Rudy ကျိုးတယ်ကျွန်တော်တို့ကဘယ်သူပါလဲ။ကျွန်တော်ဘယ်သူလဲမသိကျိုးသွားတာ။ရာသီကုန်တီပြီးတော့မိသွားတယ်Rice မဟုတ်ဘူး Rice
rice ဆိုရောက်ခါစား rice ကိုတန်းတရာနဲ့ခေါ်ခါစားကျွန်တော်ရောက်ခါစားဗျာ rice ဗျာဘယ်သူလဲမသိကျိုးသွားတာအဲ့လိုအဲ့ ODCAT ထင်တယ် ODCAT နိုင်ငံအသင်းနဲ့လာမသိကျိုးသွားတယ်ကျွန်တော်တို့ဟိုဘက်ကလည်းရူကျိုးသွားတယ်ဆိုတော့အာဆင်နယ်အသင်းကလည်းကျိုးသူကလည်းကျိုးအာဆင်နယ်ကလည်းအဲ့လိုရှေ့တန်းတစ်လျှောက်လုံးကျိုးဂျီဇက်တို့ကျွန်တော်ဆာကာဂျီဇက်မာတင်နယ်လီဟာဗတ်စ်အကုန်လုံးကျိုးတရားဒီလုံးကျွန်တော်တို့ကျိုးစွာနဲ့ဖြတ်တန်းမရီနိုကြီးနဲ့ကျွန်တော်တို့ဖြတ်တန်းမှတ်မှတ်ရပဲပါတီကလည်းထွက်သွားစူပါမန်ဒီကလည်းမရှိဘူးအလယ်မှာ rice တက်ကောင်းတယ် ODCAT ကလည်းကျိုးဆိုမရီနိုကြီးကရောက်ခါတာမရီနိုကြီးကလည်းထက်ကျိုးမေကန်ဒီကျိုးအကုန်လုံးကျိုးကျွန်တော်တို့အဲ့တုန်းကနောက်တန်းမှာဆိုကီဝီရောရည်သေးကီဝီရောအလယ်မှာ VAR တို့ဘာလို့လဲသုံးစားမြလို့ကျွန်တော်တို့ရောင်းစားအဲ့နဲ့80ဒီကိုခက်ခဲကျွန်တော်တို့ ਨੇ Manchester City နဲ့အတွေ့နှစ်သင်းစလုံးအရန်အားပြိုင်ပြီးတော့အကုန်သွားပြီးတော့ဘယ်လိုပြရမလဲတရားဒီလုံးလီဗာပူးကဥဆောက်သွားပြီးကျွန်တော်တို့ချန်ပီယံဖြစ်သွားတယ်အဲ့ရာဒီမှာကျွန်တော်တို့အသင်းတရားဒီလုံးသွင်းကိုကလေကျွန်တော်တို့ချန်ပီယံလိမ့်မဝင်ခဲ့တဲ့အသင်းထပ်4ဂိုးပဲပို့တယ်ဗျာပြီးတော့64ဂိုးပဲရှိတော်တော်ဆိုးပဲ69ဂိုးပဲရှိအားကြောင့်ကျွန်တော်ချန်ပီယံမဖြစ်တာဗျာ69ဂိုးပဲသွင်းနိုင်တဲ့အသင်းဘယ်လိုလုပ်ချန်ပီယံဖြစ်မှာကျွန်တော်ပြောအခုဒီရာဒီအခုဆိုဖာကာလာကိုကျွန်တော်တို့တွက်ကြည့်မယ်49ကိုကျွန်တော်သွင်းထားတယ်ဒါ plus တွေပဲပေါင်းတာเนาะနှုတ်တာတွေပါနှုတ်ပြီးပါညာ6တွေတော့ပြောချန်ပီယံအခုကပွဲစဉ်17ပွဲ12ပွဲလောက်17ပွဲပဲကျန်တော့ပါဗျာကျွန်တော်တပွဲ3လုံးနဲ့ဆိုသွင်းနိုင်မှာရပါတပွဲ3လုံးသွင်းနိုင်မယ်ဆိုရင်930ပေါင်းဒါမှ990ကျော်ချန်ပီယံဖြစ်ချင်တဲ့အသင်းကအမှတ်90ကျော်မယ်990ကျော်ပါမယ်ကျွန်တော်ပြောအသိလားအဲ့တော့မှသူကချန်ပီယံဖြစ်မှာကျွန်တော်တို့ရဲ့အမြင့်ဆုံးစံချိန်ဖြစ်တဲ့62ခုကိုပြန်မိမှကျွန်တော်တို့ဒီကနေမှချန်ပီယံဖြစ်နိုင်ဒီချန်ပီယံစဉ်းစားအခုကျွန်တော်တို့တိုက်စစ်ကဘယ်လောက်ထိဆိုးသွားလဲဆို49ကိုဒါအနှုတ်တွေပါအပီကို49ကိုဆိုတာတော်တော်နည်းတဲ့ပမာဏဗျ990ဖြစ်လို့ဆိုနောက်ထပ်940သွင်းမှာ940သွင်းဖို့ဆို17နဲ့ပဲစားလိုက်တပွဲ4လုံးသွင်းရဖြစ်နိုင်လားမဖြစ်နိုင်တပွဲ4လုံးပုံမှန်သွင်းကျွန်တော်တို့နိုင်ဖို့ granted ဖြစ်တယ်ဒါအမှန်တိုင်းပြောတာဒီနောက်ဆုံးပွဲစဉ်တွေအားလုံးတပွဲ4လုံးထပ်ပို့ပြီးကိုသွင်းနိုင်ပြီကျွန်တော်တို့နိုင်တယ်အဲ့လို granted မျိုးအာဒီတာနဲ့လက်ရှိစုဖွဲ့ပေးနိုင်တယ်ကျွန်တော်တော့မထင်ဘူးကျွန်တော်ချန်ပီယံဖြစ်ဖို့အတွက်90ပြေးဖို့လိုတယ်အမှတ်90ပြေးဖို့လိုတယ်အဲ့လိုဖြစ်ဖို့အတွက်တပွဲ4လုံးသွင်းရမယ်တပွဲ3ပွဲ17ပွဲ33မှရအောင်ယူရမယ်58ကို33နဲ့ပေါင်း17ကို90မှတ်90မှတ်နဲ့90တောင်းဆိုတာအရင်များကောင်းများကြတယ်ဒါပေမဲ့အဲ့လောက်သွားမှချန်ပီယံဖြစ်မှာပရီးမီးယားလိဂ်အခုဆိုကျွန်တော်ဇယားပြန်စီပြကျွန်တော်တို့ top 4ဆက်ဝင်ရင်တော့ကျွန်တော်တို့အသင်းက60နဲ့တကူသွင်းခဲ့ဒုတိယရာသီမှာ88ကိုသွင်းခဲ့60ကိုပြီးရနောက်တစ်ရာသီမှာ88ကိုသွင်းခဲ့ကျွန်တော်အဆင့်နဲ့ပဲပြီး60ကိုထိသွင်းခဲ့ကျွန်တော်အဆင့်နဲ့ပဲပြီးခဲ့နောက်ဆုံးရာသီမှာကျွန်တော်69ကိုပဲသွင်းတယ်အဆင့်2ပဲဒါပေမဲ့လီဗာပူးကအဲ့ချိန်ကို89ကိုလာ9ကိုလာနေကျွန်တော်သွင်းလာတယ်90လီဗာရှိတယ်ကျွန်တော်တို့နောက်ဆုံးရာသီအခု49ကိုဆိုတော့နောက်ထပ်ပွဲ40ကျော်လောက်ကိုသွင်းမှာ89ကိုနောက်ထပ်40ကျော်သွင်းမှာ89ကို40ကျော်အခု17ပွဲနဲ့ဘယ်လိုသွင်းမှာ17လေး44တပွဲ4လုံးသွင်းမှရ17 3လေး30 33နဲ့ဘာမှ3လုံးမရဘူး90ကျော်80ကျော်မရဘူးချန်ပီယံဖြစ်ဖို့ချန်ပီယံဖြစ်ရင်90လီဗာလောက်သွင်းမှရ1-0နဲ့နိုင်နေုံနဲ့ချန်ပီယံမဖြစ်ဘူးတစ်ဖက်အသင်းရငကြောင်နေမဟုတ်ဘူးကိုသွင်းနိုင်တဲ့ကောင်လေးကြီးပဲဟိုထိတ်တီးတင်းအသင်းနဲ့ဆယ်ကိုကျွန်တော်တို့စီကြည့်လိုက်အဲ့ထဲမှာsupport တင်းလောက်ကကိုသွင်းနိုင်တယ်အောက်ဆုံး wolf ကတော့ကျွန်တော်တို့နှလုံးသွင်းထားတယ်ရှင်းပြောရအောက်ဆုံးတန်းနဲ့ဆယ်အသင်းတော့ကျွန်တော်တို့ကိုသွင်းနိုင်တယ်တတင်းတကူပဲသွင်းအောင်ကျွန်တော်တို့17ပွဲ17ခုကျွန်တော်တို့သွင်းခံရနိုင်တယ်ဒါမှန်တိုင်းပြောအဲ့တော့17ခုသွင်းခံရတယ်လို့ကျွန်တော်တို့စိတ်ထဲမှာမှတ်ထားပြီးကျွန်တော်တို့က44ကိုရအောင်သွင်းနိုင်တယ်ဆိုလို့ရှိရင်တော့ဖလက်ချန်ပီယံဖြစ်စဉ်းစားကြည့်နော်အခုကျွန်တော်နောက်တဲ့ step ခုပြောပြမယ်ဒီ2021ကနေစပြီးဒီ2026အထိချန်ပီယံဖြစ်ခဲ့တဲ့နှစ်သင်းကဘယ်လောက်ထိကိုသွင်းနိုင်တယ်လို့ Manchester City ကျွန်တော်တို့ဂိုးပေါင်း415ကိုသွင်းထားတယ်ဒါကြောင့်သူတို့ချန်ပီယံ5ချိန်စတိုက်ဖြစ်တယ်
ချန်ပီယံ9ချိန်ဖြစ်တယ်လက်ကားမဟုတ်ဂိုးပေါင်း400ကျော်သွင်းတာသူတို့ဂိုးသွင်းအကောင်းလို့ねဒုတိယလီဗာပူးဘာလို့ချန်ပီယံဖြစ်လဲဂိုး382ဂိုး400နီးပါးသွင်းတာတယ်မန်စီးတီးနဲ့သိမ့်မှုပေါ့အလုံးစုံကွာလာ920 30ပဲချန်ပီယံဖြစ်တဲ့အသင်းတွေသွင်းတဲ့ဂိုးလုံးကြည့်ကျွန်တော်တို့ဒုတိယပဲဘာလို့ဖြစ်တာလဲဒါအဖြေပဲကျွန်တော်တို့မနှလုံးသွင်းတာလေ359လုံးပဲချန်ပီယံတစ်ချိန်ဖြစ်တဲ့လီဗာပူးတော့ကျွန်တော်တို့ကသွင်းကိုတော့မမီရဲတယ်ဘယ်လိုလုပ်ကျွန်တော်တို့ချန်ပီယံဖြစ်မလို့မန်စီးတီးနဲ့ဆိုရင်960လောက်กว่า960ဆိုတလိမှာ10ကိုပဲกว่าထား9လိမှာ950လောက်กว่าကျွန်တော်တို့ကတလိမှာ10 90လုံးနဲ့မန်စီးတီးကို lose သွားဂိုးကွာခြားချက်ရာကြည့်မယ်ဆိုရင်တော့မန်စီးတီးကိုကျွန်တော်တို့ကတစ်နစ်ကို10လုံးရှုံးနေအနေထားမှာရှိတယ်ဘယ်လောက်ဆိုကျွန်တော်အသင်းတွေကမကြည့်ပါနဲ့ချန်ပီယံမဖြစ်တဲ့ Chelsea တို့ Tottenham တို့မဖြစ်တာကြတဲ့ Chelsea တို့ Tottenham တို့ Arsenal နဲ့ဘယ်လောက်ပဲကွာစပါးဆို312ကိုသွင်းတာပြီးခဲ့ငါနေChelsea ဆိုရင်302ကိုအဲ့နှစ်သင်းတော့ Arsenal နဲ့5ဘတ်ပဲကွာအဲ့ကြောင့်မလို့သူတို့အဆင့်နဲ့မရရှင်းလေးပဲဒီတော့ဘာလို့အဆင့်နဲ့ကို challenge လုပ်လိုက်သူတို့ရဲ့ဂိုးသွင်းနှုန်းရောက်382ကိုကျွန်တော်တို့အဆင့်နဲ့ကိုလီဗာပူးဘာလို့ challenge လုပ်နိုင်ဒါကြောင့်လည်းသူတို့ရဲ့အဆင့်ကအိမ်နေရာကိုရောက်တယ်အဆင့်30နေရာကိုလွယ်လွယ်နဲ့ရောက်တယ်သူတို့ရဲ့ twin goal percentage ကြောင့်ရောက်တယ် twin goal အယူတော့ကြောင့်ရောက်တယ်သူတို့ဘယ်လောက်ပဲနောက်တန်းမကောင်းအောင်ပြောပါစေသူတို့အရှိရပုံမှန်9နှလုံးအနည်းဆုံးသွင်းနေရတဲ့ကြောင့်မလို့သူတို့ဒီအဆင့်မှာရပ်တည်နေတယ်ကျွန်တော်ပြောလို့ရတယ်ဆိုတော့ချန်ပီယံဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီထက်ပိုပြီးဂိုးတွေအများကြီးသွင်းဖို့လိုပါတယ်ဖြစ်နိုင်ရာသီဝက်မှာကလေးက950လောက်သွင်းတာမှနောက်ရာသီဝက်ကို950ဂိုး100ကျော်လောက်သွင်းထားနိုင်မှုလို့ဒါအမှန်တရားကျွန်တော်တို့ဘာလို့ချန်ပီယံမဖြစ်မန်စီးတီးနဲ့950လောက်กว่า900ရာသီပေါ့လီဗာပူးနဲ့930လောက်กว่าအဲ့ဒါပဲအဖေကအဲ့ဒါပဲကျွန်တော်တို့ရဲ့တိုက်စစ်ကတုံးနေတာအဲ့လိုတုံးနေအောင်ကျွန်တော်တို့တောက်လျှောက်တစ်နှစ်ကြီးဆက်တစ်နှစ်ကြီးဆက်နောက်နှစ်ကြီးဆက်ပလက်ဟာဘက်နောက်နှစ်ကြီးဆက်ဟာဘက်အခုကြီးဆက်ဟာဘက်ယောဂီယက်ကျွန်တော်တို့ကလူတွေကိုလဲဖို့သာလုပ်နေရောက်လာတဲ့လူတွေကကျွန်တော်တို့ကိုလုံးဝကောင်းတဲ့ benefit တွေပေးမနေတာအဲ့တော့နောက်လူခေါ်လဲနောက်လူရောက်လာလို့ဒီလို benefit ပဲထပ်ဖြစ်နေပါထူးမှာအဲ့လိုမျိုးဂိုးမရခြင်းတွေကကျွန်တော်တို့ဘေးနာတောင်ပန်နှစ်ဖက်နဲ့လည်းအများကြီးဆိုင်တယ်မာတင်နယ်လီရဲ့တောင်ပန်ဘက်ချန်ကကျွန်တော်တို့ပြောတဲ့အားနေတယ်ဆိုတော့မာတင်နယ်လီတောင်ပန်ဘက်ချန်ကအပြစ်တွေရှိတယ်ကျွန်တော်တို့စာကာကိုအားကိုးတယ်ဆိုစာကာရဲ့ဘက်ကလည်းပြဿနာရှိစာကာဆိုရင်နောက်မှအရန်မရှိဘူးဒီနေ့မှမက်ထရီယယ်ကြီးရောက်လာမာတင်နယ်လီဆိုလည်းနောက်မှ Trossard ရန်လာတယ်ဆိုပေမဲ့လေ Trossard ကအရန်အသက်ကြီးနေပြီအရန်ကန်မကန်တော့ဘူးဗျာရေတူလောက်ပဲအဆင်ပြေပါကျွန်တော်တို့ရဲ့နောက်ထပ်ရှူချဝင်ကားတွေကပါမှာအဲ့လိုပြောလို့ရှိတဲ့ဝင်ကား2ယောက်ကအရန်ကြီးသုံးကြနေလားဆိုတော့မာနီးဆာလာတော့သုံးကြအတိုင်းပြောပါပြီးရင်အလေစန်ထရယ်ကစင်တာဆုံးပဲကျွန်တော်တို့ဒီယာဒီစူပရာမန်ဒီရောက်လာအရန်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့အသင်းရဲ့ defensive ပဲကောင်းသွား attacking ကောင်းသွားတာမဟုတ်ဘာကြောင့်လဲဆိုတော့အာတီတာဇူပါမန်ဒီ right ပဲတုံးတယ်ဇူပါမန်ဒီအထိုင်ထားပြီးတော့အဇီအိုဒီကတ်သွားတာလည်းမဟုတ်အဇီအန်နွယ်ရီသွားလည်းမဟုတ်ဘူးအခုဆိုနွယ်ရီကိုအငါထုတ်လိုက်မရီနိုကကျိုးသွားတယ်အေးရောမရီနိုရှိတော့လည်းမရီနိုဒီ defensive mindset ပိုအားတာတယ်အမှန်တိုင်းပြောရင်အလဲမှာဆော့ attacking mindset အားနေပြီးတော့ defensive mindset ပိုအားတာသူ့ဘာသူအရှိမတင်ထားမှသာ attacking mindset အပြည့်ရတယ်โอเคတကယ်တမ်းကတော့တိုက်စစ်နဲ့တိုက်စစ်မှာဟိုပြဿနာရှိတယ်အာဆင်နယ်တိုက်စစ်ကိုမသွင်းနိုင်ခြင်းအာဆင်နယ်တိုက်စစ်က9ရအောင်မပေါ်ဆောင်နိုင်ခြင်းအာဆင်နယ်တိုက်စစ်မှာအဆုံးသက်ကောင်းတဲ့အဆုံးသက်ပြီးမဲ့ကစားသမားရဲ့အများပြားမရှိခြင်းကအရင်ဒုက္ခရောက်တယ်ဒီခါဒီချက်တွေကပဲအာဆင်နယ်အသင်းကိုချန်ပီယံမဖြစ်စေချင်မဖြစ်စေရနောက်တစ်ချက်ကပါလဲဆိုတော့အာတီတာဘာလို့အာဆင်နယ်တိုက်စစ်ကိုလွန်ခဲ့တဲ့3နှစ်ကလောက်2နှစ်ကလောက်ပုံစံမျိုးကိုဆက်ပြီးပုံမဖော်နိုင်တော့လဲဆိုတာပြဿနာ efficient play တွေပါတယ်ကျွန်တော်လာမပြောနဲ့ဗျာသူကသူ efficient play ပဲဖြစ်ဖြစ် inefficient play ပဲဖြစ်ဖြစ်ဘာ play ပဲဖြစ်ဖြစ်ကြောင်လိုပဲ play လေးခွေးလိုပဲ play နဂါးလိုပဲ play လိတ်လိုပဲ play ဗျာဒီကြာသွားတဲ့တိုက်စစ် performance ကို
ကျွန်တော်တို့ကဘာလို့မပြောင်းလဲနိုင်တာကျွန်တော်အရှိဗီဒီယိုတစ်ခုမှပြောသလိုပဲအာဆင်နယ်ရဲ့နီးပြအာတေတာဒီအရှိတန်းကစားသမားတွေကို training ဆင်းပေးနေတဲ့သူ့ရဲ့လက်ထောက်နီးပြအစုဖွဲ့တွေကျွန်တော်ထင်ထားတာထက်အများကြီးညံ့ဖြစ်နေရတာမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသင်းမှာဂျက်ဝယ်ဆိုင်ရကျွန်တော်တို့ဟို U18 နီးပြလာပြောပြီးသူအပြင်ထွက်သွားပြီးလူတန်းအောင်သွားကင်နေတယ်ကျွန်တော်တို့အသင်းတိုက်စစ် performance ကအရန်ကျသွား60တကူသွင်းနိုင်တဲ့နှစ်တုန်းကအဲ့တုန်းကဝယ်ဆိုင်ရရှိတယ်ကျွန်တော်တို့ဟိုပါတယ်မှာဝယ်ဆိုင်ရတို့မရှိတော့ကြတဲ့ကကျွန်တော်တို့တိုက်စစ်မကောင်းတော့တော်တော်ကြီးကိုစုပ်ပြတ်သွားတိုက်စစ်ကြီးကဆုံးလုံးကြီးကိုယွန်စရာကောင်းတော့စုပ်ပြတ်သွားကျွန်တော်ကစားသမားရဲ့ကိုယ်တိုင်ကလည်း finishing ကောင်းအောင်ကြိုးစားကြတော့ပလာတာပဲရိုက်နေကြမှန်တိုင်းပြောရဒီလိုပလာတာရိုက်နေခြင်းရတယ်ကျွန်တော်တို့အသင်းကဖလားမရစီဒါမှန်တိုင်းပြောကျွန်တော်တို့အသင်းကပလာတာအသင်းပဲဖြစ်နေချန်ပီယံအသင်းဖြစ်လာမှာမဟုတ်ချန်ပီယံအသင်းဖြစ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တိုက်စစ်ကဂိုးအများကြီးသွင်းနေဖို့လိုအပ်တယ်ကျွန်တော်တို့ခံစစ်ဘယ်လောက်ပဲကြသည်ဖြစ်စေတိုက်စစ်ကသာဂိုးပုံမှန်သွင်းနေခဲ့ဒါမှစိုးရိမ်နေတဲ့အကြောင်းမရှိကျွန်တော်တို့ခံစစ်အရင်ရှိကြီးဖြစ်တယ်ဆိုရင် movement တွေပါခံစစ်သမားရဲ့အရင်စိတ်ပူရတယ်ဆိုရင် movement တွေဘာလို့ဖြစ်လာလဲဆိုတော့သူတို့သိတယ်သူတို့ရဲ့တိုက်စစ်ကစားသမားကိုမသွင်းနိုင်ဆိုတော့သူတို့သိအဲကြောင့်သူတို့ခံစစ်ရှိကပြက်လို့မရဘူးပြက်ရင်ပြက်တလဲကြီးဖြစ်ကုန်ပြီအကုန်ကမောက်မာကြီးဖြစ်ကုန်အကြီးကပြောရမယ်ဆိုလို့ရှိရင်လက်ရှိအာဆင်နယ်အသင်းမှာဒုက္ခအပေးဆုံးတိုက်စစ်ကိုကစားနေကစားသမားတွေအဲ့ရဲ့ဒုက္ခတွေကိုကျွန်တော်တို့ခံစစ်ကအများကြီးခါးစည်းခံနေရတနာဖို့တော့ကောင်းတယ်ဂါဘရီယယ်ဆာလီဗာရာယာဒီကစားသမားတွေတနာဖို့တော့ကောင်းရှေ့ကဂိုးမသွင်းနိုင်မှန်းတည်တော့သူတို့မှာဂိုးတကူမပေးရဘူးကြီးတဲတန်ကာဝယ်နေရတာဗျာအရန်ပင်မန်းနဲ့သူတို့ကြည်ရအမေရိကန်ဆိုရင်သူတို့တစ်ခါလေကြာရင်အေးစေးစိတ်လျှော်ပြီးကိုပေးလိုက်တယ်ကိုတက်စစ်သမားတွေကိုသွင်းနိုင်တယ်ပြီးပြီပေါ့ကျွန်တော်ပြောမဟုတ်သူတို့အသေးတန်ကာကွယ်နေရတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ရှည်တန်းကစားသမားကိုဂုံးသွင်းနိုင်တယ်သူတို့ကတိနေတာပလာတာရရင်ပြီးဆုံးသွားမယ်ဆိုတာတိအမေရိကန်တွေဆိုတာလည်းမရှိဘူးဆိုတာတိတော်တော်ဆိုးပါတယ်ဒါကတော့ကျွန်တော်အာဆင်နယ်တိုက်စစ်ဒီနောက်ပိုင်းဆိုးရွားဆုပ်ပြက်ပြီးတော့တုံးစားအများကြီးတိုက်စစ်ဒီလိုဆုပ်ပြက်တိုက်စစ်နေတဲ့တိုက်စစ်နေဆုပ်ပြက်တက်တဲ့တိုက်စစ်ဆုပ်ပြက်ဆိုးရွားယွန်ရှားဖို့ကောင်းတဲ့တိုက်စစ်နေကျွန်တော်တို့ချန်ပီယံဖြစ်ဖို့မဖြစ်နိုင်ချန်ပီယံလိမ့်မှာတော့အလုံးစုံကွာတာတက်ကန်ကောင်း EFL မှာကန်ကောင်းပြီးတော့ Manchester City ကိုနိုင်နေပဲခင်ဗျာကန်ကောင်းလို့နိုင်တယ်လို့ပဲမှတ်လိုက်တကယ်လို့ FA ကတက်လို့ FA ကဖလားရလဲကန်ကောင်းလို့ရတယ်မှတ်လိုက်ဒီတိုက်စစ်ကစားသမားတွေတပွဲနှလုံးတမမို့သုံးလုံးမသွင်းနိုင်သေးရတော့ဒန်ဖလားပဲဒန်ဖလားတော့မရဘူးဗျာအိမ်မှာခေါက်ကန်နေပါလေအနွေရသည့်အကျိုးအိမ်မှာခေါက်ကန်နေပါလေဟို19တင်းဖန်နေပြောနေပါလေဣဗရိတ်ဖလားပဲမင်းတို့ယူကအိမ်ဖလားမင်းတို့နှစ်တိုင်းရနေကြဖလားပဲဆိုတော့သူများပြောဆိုအိမ်ဖလားပဲရအိမ်ဖလားဘယ်ကောင်းမှထဲမှာမကန်ကိုအိမ်မှာကိုကန်တာကိုရမှာပေါ့ကျွန်တော်ပြောအိမ်ဖလားတော့မရရင်တွားလိုက်တော့ပဲညောင်းနေတိုက်စစ်ကတော့ပြုပြင်မှုအများကြီးလိုအပ်တယ်လို့ကျွန်တော်ကတော့ယူဆYou should change your tactic, Adida. You should change your attacking plan. You should change your tactic. You should improve your front line. Player, no? You should adapt. You should upgrade. You should upgrade your attack player. So, where attack player, we come out of Jonathan. So, they are Bobby Lee Sage, ne ya you are finishing Pira. ဒါတွေကိုသိချာ improve လုပ်တဲ့ကျွန်တော်ယူဆတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကြည့်နေဒီယာဒီမှာလည်းကျွန်တော်ကြည့်နေတခါလေကြားလို့ရှိရင်ကျွန်တော်တို့အသင်းရကစားသမားတွေကနေရာယူတဲ့ယူထိုက်တယ်ဆိုရင်နေရာတွေမှာမရှိအမြဲတမ်းအရှိကိုရောက်သွားလိုက်မဟုတ်ရင်အနောက်ရောက်နေလိုက်တစ်ဖက်ကစားသမားတွေအများကြီးရှိနေလိုက်အဲ့လိုမျိုးတွေပဲကျွန်တော်တွေ့ရတယ်။တိုက်စစ်ကလေ့ကျင့်မှု style ပုံစံနဲ့တပုံးကြကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်300တီလောက်ရှိတယ်ဆက်ပြီးစောင့်ကြည့်ကြတာပေါ့ဗျာကန်ကောင်းလို့ဖလားရရလဲရကျွန်တော်တော့မထင်ဘူးခမရကိုလည်းမမ်းနေလည်းမရဆိုကိုသိဖန်နေပြောဆိုပဲမင်းတို့အချိန်တိုင်းစီသူလွယ်မင်းတို့အချိန်တိုင်းစင်တောင်မင်းကျိုးကြီးအောက်ကိုပြုတ်ကြမှာခွေးကြဝက်ကြတယ်စင်ကြီးအောက်ကိုခွေးကြဝက်ကြကြမှာချိန်တိုင်းမင်းတို့ကစီသူလွယ်ပဲဖြစ်မှာ
င်းတို့ကလီပဲရှိတာအဆန်ရှိတာမဟုတ်အခွန်ကြီးအဲ့တိုင်းပဲဖြစ်နေဒီနည်းပြရှိနေရင်တော့ဒီလိုပဲဖြစ်ဖို့ရာခိုင်နှုန်းကတော့များပါနီးပြပြောင်းတော့ချင်းကြီးပြောင်းသွားနိုင်တာကျွန်တော်တို့လည်းရိုးအီနေပြီဒီနီးပြ6နှစ်ဒီ system ဒါဒီရိုးအီနေပြီမှန်တိုင်းပြောတာပြိတ္တတွေအတွက်အများကြီးရိုးအီနေခုချိန်မှာဆိုရင်ကျွန်တော်စိတ်တွေအာဆင်နယ်ပြိတ္တတွေအများကြီးမမျှော်နေလောက်တော့ချိန်တန်ဒုတိယပဲချန်ပီယံလိပ်လည်းစီမီတော့မြောက်ပါကွာတာပဲ EFL လည်းကန်ဆိုရင် Man City ကိုရှုံးသွား FA ကလည်းအသိနဲ့တွေ့ပြုံးမှာပါဒီဟာဒီကငါတို့ကဖလားလုံးဝမရပဲဒီတိုင်းပဲဖြတ်တန်းသွားမှာခုအဲ့လိုပဲစိတ်တွေထည့်ရကြမယ်လူကြီးများတယ်ဒါအမှန်တိုင်းပြောရလာမှာတော့ရလာတယ်ပဲမှတ်လိုက်တစ်ပိုင်းကျန်တဲ့ဟာတွေကတော့ယာဒီကုံမှပဲပြပြတင်းနေပြောကြတာပြပြတင်းနေပြောမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလည်းဒီမိနစ်နဲ့မပြီးဘူးကျွန်တော်လည်းပြီးမှမဟုတ်ကြာကြီးပြောနေတာစကားရရန်ရှည်သွားမိနစ်50တနားလောက်ရိုက်လည်းပြီးမှမဟုတ် live link ပြီးထိုင်ပြောရင်တော့မှကြာကြီးပဲပြောနေတာပြောရလေပြောမှာကျွန်တော်တို့လက်ရှိပြောင်းလဲဖြစ်မဲ့အချိန်ကျွန်တော်ဘယ်လောက်ယူကြဘယ်အချိန်ယူဆရသေးလဲ Man City နဲ့ EFL Final ကန်နဲ့နေ့ပြီးသွားကျွန်တော် result အပြည့်အဝထွက်ပြီကျွန်တော် champion ဖြစ်လာမဖြစ်ဘူးလားတကယ်အဲ့ပွဲအဆုံးဖြတ်ဖြစ်လိမ့်မယ်ကျွန်တော်ပြောအဲ့ပွဲမှာကျွန်တော်တို့နိုင်ကျွန်တော် champion ဖြစ်မယ်ဒီပွဲမှာကျွန်တော်ရှုံကျွန်တော်ဖလားနှလုံးလုံးလွတ်ရလေကြည့်ခုချိန်မှာကျွန်တော်ဒါကိုတိတိကျကျပြောနေအဲ့ပွဲကအဆုံးဖြတ်ပဲအဲ့ပွဲပြီးရင်ပြီးပြီအားလုံးအဲ့ပွဲမှာကျွန်တော်တို့နိုင်ကျွန်တော် Premier League ဖလားရလေကျွန်တော်ရှုံးသွားလို့ရှိရင်ကျွန်တော်တို့အဲ့ဖလားကို Premier League ဖလားကိုကျွန်တော်ဆုံးရှုံးသွားလေဒါအမှန်တရားပြန်လာကြည့်လို့ရမှတ်ထားလို့လည်းရအဲ့ချိန်ကျမှဒီဗီဒီယိုပြန်လာကြည့်ကို West ပြောတာအမှန်ပဲဆိုပြီးโอเคထားလိုက်ပါမိနစ်လည်း20ကျော်သွားပြီဆိုတော့ဒီစုပ်ပြက်လာတဲ့တိုက်စစ်ကြီးနောက်ရာသီကိုလက်ရှိချိန်မှာအမြင်ဆုံးပြုပြင်နိုင်ပါစေလို့ကျွန်တော်ကတော့ဆုတောင်းပါဆိုတော့အားလုံးပဲ see you